ကျွန်တော်ပကြီးရေးဆွဲရင်တိုးဆောင်ရဲ့ပြင်စလက်ရွာအဆက်လေးကိုဖော်ပြနေပါတယ်အားလုံးအားပေးကြပါဦးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာသူဤရွာဘုံတော်ခီးမှာဘယ်စီဘယ်ဝဲမတိဆက်လက်မြင့်ပါရပြီဦးမီခြားတော့ဘယ်လောက်ကြာနေပြီလဲကြာပြီတော်တော်ကြာနေပြီပြောတာပြောလိုက်ရပြီမဲ့လူကတိတ်အားမရှိခြင်းရှေ့မှာဘယ်နေပါရောက်ခဲ့ပြီးပြီလဲလေးရွာဒီရွာက9ရွာမြောက်ပဲစကားဆုံးတော့ဥယဝခေါင်းတဆစ်ဆစ်ညိပါသည်လူစစ်ဓာတ်ပုံလေးအားလွယ်အိတ်တွင်းတို့ပြန်ထည့်ရင်တက်ပြင်းတစ်ချက်ကိုချမိ၏လွယ်အိတ်တွင်းမှာဓာတ်ပုံလေးအတူအိုးလေးတစ်လုံးလေးရှိနေသည်သူ၏အသက်ဝိညာဉ်တွေပါပဲချာနေသူကိုမတွေ့မချင်းဒီအရာတွေကမပြောက်မပြက်ရှိနေရပေမည်ရောက်ခဲ့ရသည်မြရွာတွေထဲမှာတော့ဒီရွာကမြင့်အတွက်အဆိုးဆုံးဖြစ်မယ်ထင်တယ်လူစစ်ဟက်ခနဲ့တစ်ချက်ရေကကျွန်တော်ကတော့အဲ့ဒီလိုမတတ်မှတ်ဘူးရောက်လာတဲ့မြရွာတွေထဲမှာဒီရွာကစိတ်ဝင်စားဖို့အကောင်းဆုံးပဲဥယဝဤ၆ကကရေတံကိုကြားရသည်ဒီအရေးတဝက်နဲ့သူ့ကိုလမ်းကြည့်သည်အဲ့လိုသဘောထားလို့ကျေးဇူးတင်ပါတယ်ဒါမှလေမစ်စီကကြံ့ညံတောင်းလို့ရမှာဒီအချက်အတိုင်းပေါ့ဥယဝနောက်တော့လက်ကြည့်ဟာချစ်ဆွဲထားသောစာ၃ချောင်းအနက်ဒုတိယစာချောင်းကိုလက်ထောက်ပြသည်ရိုစီကြည့်လိုက်တော့ကြံ့ညံတောင်းပါဟူသောနံပါတ်1စာချောင်းထို့ကြောင့်ဘယ်လိုအကြံမျိုးလဲကျင်းစားပြပြီးငါတို့ရွာမိုးပြန်ရွာစီမဲ့အကြံမျိုးပေါ့ရင်တစ်ချက်ကဒိုင်းကနေဆောင်းခုန်သည်တုံလို့တွားခြင်းတော့မဟုတ်စိတ်ဝင်စားမှုနဲ့တွေးအေးမှုတို့ထိတ်တိုက်တွေ့သွားတာပါပျော်စရာပါပဲဒီရွာကရောက်ကလေးကသူ့ကိုစိန်ခေါ်နေပါပြီမတုံမလို့ဖြစ်သွားတော့သူ့ပုံစံကိုကြည့်တာဥယဝအာနာသွားသည်ထင်၏စိတ်ရှုပ်သွားလားမသိဘူးအကင်းအကျက်ကြီးတော့မဟုတ်ပါဘူးကွာမင်းစိတ်ပါမပါရပါတယ်ဒါပေမဲ့ကျွန်တော်တခုမေးချင်တယ်လေးနက်သွားတော့သူ့ပုံစံကြောင့်ဥယဝမျက်နာတကြည်သွား၏ရိုစစ်လေးနက်စွာတခွန်းချင်းမေးလိုက်သည်ကျေစာတိုက်ခံထားရလို့မိုးခေါင်လေဆိုတာတကယ်လားဥယဝမျက်နာပြုံးရောင်တန်းပြီးကိုတွေ့လျက်သည်ရိုစစ်မေးခွန်းနဲ့ပတ်သက်ပြီးစိုးရိမ်စိတ်မရှိသလိုမျိုးကောင်းပြီလေအောက်ကြရင်မင်းကိုအားလုံးလိုက်ပြပေးမယ်ခုလောလောဆယ်တော့ခင်းစားလိုက်ကြအောင်ဆိုအထက်မှာအစင်တိဖြစ်နေလောက်ပြီးထို့နောက်တော့ခင်းစားတော့ပြီး၍တအောင်ကြတော့အိမ်တွင်းမှာဥယဝနဲ့ရစစ်မြေရောက်စလုံးထွက်လာခဲ့ကြပါသည်ပြီးခွင့်ရခဲ့သည်ကဥယဝဒီတန်ခဲဆိုတော့ဒီတူနဲ့အတူနေထိုင်သူဖြစ်သည်ဥယဝမှာလူကောင်တီးကွေးသလောက်မျက်နှာထားတီးပြီးလေတံပြတ်သားသူဖြစ်သည်စကားလည်းအပေါ်မပြောလိုအပ်မှသာပြောသူဖြစ်သည်ထို့အတွက်ရစစ်ဘာမှမနည်းရဲ့ယခုဥတီတွားရနေရကိုလည်းသူမတီးဥယဝနောက်မှသာခကုတ်ကုတ်လိုက်လာခဲ့သည်